အားလုံးပဲတကွက်ကောင်းမြတ်တောင်းဝင်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဆရာမြတ်တောင်းဝင်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းခုဆက်ပါလိုက်ပါကျွန်တော်မိတ်ဆွေများနော်ကျွန်တော်10ရက်4လ2025မှာဆိုရင်ကျွန်တော်6တလုံးပိုင်ပေးထားတယ်နော်69 60ကိုထိုးတာနှစ်ကွက်ထဲခဏလေးနှစ်ကွက်ထဲနော်လုံးဝပတ်စင်နမိတ်ဆွေတွေ6တလုံးကိုရဲရဲတင်းတင်းပတ်ဒါပေမဲ့ကျွန်တော်ပြောစရာလေးတစ်ခုရှိတယ်နော်အမြဲတမ်းနဲ့မမှန်တယ်လို့အမြဲတမ်းနဲ့မပေါက်မလွဲနိုင်ပါဘူးဗျနော်အမြဲတမ်းနဲ့မမှန်တယ်လို့အမြဲတမ်းနဲ့မလွဲနိုင်ပါဘူးကိုယ့်အောင်ကိုချင်းချင်းပြီးတော့ထိုးနော်ဒါကတော့ကျွန်တော်6တလုံးပိုင်ပေးထားတယ်69 60ပေးထားတယ်မိတ်ဆွေများနော်မိဘပြည်များဒါကြောင့်မို့မိဘပြည်များကျွန်တော် channel လေးကိုတွေ့ရတယ်ပါလေးနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီးအမြဲတမ်းတွေ့အောင်တို့ like လက်မှ comment ကလေးနဲ့ကူညီပေးနော်ဆရာများတော့မင်္ဂလာပါဆိုပြီးတော့လည်းကူညီပေးနော်ကျွန်တော်ဒီ channel လေးမှာဆက်မပြတ်တင်ပြီးသွားမှာပါကျွန်တော်မိတ်ဆွေများနော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေကျွန်တော် YouTube channel လေးအသစ်ဖွင့်ထားပါတယ်ဒီ channel လေးမှာကျွန်တော်အဆက်မပြတ်တင်ပေးသွားမှာပါကျွန်တော် live လွှင့်လို့အချိန်ခါကြရင်ကျွန်တော် live လွှင့်ပေးမယ်ဗျနော်ကျွန်တော်ရုပ်ပြပြီးတော့ live လွှင့်ပေးမယ်နော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများနော်အဲကြောင့်မို့ subscribe နှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီး like လက်မှ comment ကလေးနဲ့ကူညီပေးမိတ်ဆွေလူဘက်ကဒါပဲကူညီရမှာကျွန်တော်ဘက်ကကဏ္ဍကိုဆက်မပြတ်တင်ပေးမယ်ဒါမှအများအားနဲ့မမှန်လို့အများအားနဲ့မပါဘူးကျွန်တော်မိတ်ဆွေများနော်ဒါကြောင့်ကျွန်တော်မိဘပြည်မှာတကွက်ကောင်းမြတ်တောင်းကိုအခုလူတွေမသိဘူးဗျနော်အရင်တော့လူတွေကတော့သိတယ်တကွက်ကောင်းမြတ်တောင်းပါလဲဆိုတာကိုသိတယ်နော်အခုလူတွေကတော့မသိတဲ့လူကတော်များပါတယ်ဒါကြောင့်မို့ကျွန်တော် YouTube channel လေးအသစ်ဖွင့်ထားတယ်ဒီ channel လေးမှာကျွန်တော်ရှိမယ်တကွက်ကောင်းမြတ်တောင်းမိတ်ဆွေတွေနော်တကွက်ကောင်းမြတ်တောင်းအကြောင်းကိုသိစေရမယ်နော်မသိသေးတဲ့လူတွေရဲ့သိစေရမယ်သိပြီးသားသူတွေတဲ့ကျွန်တော်မိတ်ဆွေများလက်ခံနိုင်ရမယ်နော်ဒါကြောင့်မို့ကျွန်တော်6တလုံးမှပေးထားတယ်69ရယ်60ရယ်ကျွန်တော်ပေးထားတယ်မိတ်ဆွေများမိဘပြည်သူများနော်69ရယ်60ပေးထားတယ်ဒီဥစ္စာကိုရဲရဲတင်ထိုးပါလုံးမိုင်ပတ်ရှင်တဲ့လူတွေလုံးမိုင်ကတော့6တလုံးပိုင်ပါနော်အော့ကွက်ထိုးခြင်းတဲ့လူတွေ69 60ကိုထိုးပါရဲရဲတင်ထိုးပါနော်ကျွန်တော်ပြောပါရင်နော်အမြဲတမ်းမှန်လို့အမြဲတမ်းနဲ့မလွဲနိုင်ဘူးနော်မိတ်ဆွေတို့ပါရင်မိတ်ဆွေတို့ချင်းချင်းပြီးတော့ထိုးနော်ဒါကတော့နော်ဒါပေမဲ့ကျွန်တော်ကတော့100ရာခိုင်နှုန်းတော့အာမခံနေမိတ်ဆွေများနော်ကျွန်တော်ခဏကျွန်တော်ယုံကြည်မှုရှိတဲ့အတွက်100ရာခိုင်နှုန်းတော့အာမခံနေနော်အားလုံးပဲကျွန်တော်မိတ်ဆွေတွေဒီကမှကျွန်တော်ဗီဒီယိုမှခက်တက်ရနာခွင့်ပြုပါဗျနော်